ဒီအပျော်စီးရထားလေးကကျွန်တော်တို့ရွာဖက်ကိုဖြတ်သွားတာပါဗျကလောရောက်လို့ကျွန်တော်ရထားတဲ့ရှုခင်းလေးတွေကြည့်ရှင်နေဆိုရင်ဒီအပျော်စီးရထားလေးကိုငားပြီးတော့ကြည့်လို့ရပါတယ်ဗျဒီနေ့ကတော့ကျွန်တော်ကလောကဥဝိဆရာတွေနဲ့တိုးထဲမူသွားရှာတဲ့ဘရော်လေးဖြစ်ပါတယ်ဗျကျွန်တော်အိမ်ရောက်လာတဲ့ဥဝိဆရာတွေနဲ့အတူကျွန်တော်တိုးထဲကိုထမင်းတွေထုတ်သွားပြီးတော့မူသွားရှာတာပေါ့နော်ထုံးစံအတိုင်းကျွန်တော်ရခဲ့တဲ့မူတွေကတော့တပတ်ဖွားမူထင်းရှူးမူမူနီနမ်းမူတွေဖြစ်ပါတယ်ဗျတော်ထဲမှာပဲအားလုံးအတူတူထမင်းစူးစားကြပါတယ်ဗျမပါမဖြစ်မော်နီယာလည်းပါလာပါတယ်ဗျသူ့ကိုလည်းကျွေးပါတယ်နော်အခုချိန်တော်ထဲမှာဆင်စားသီးတွေအရန်ပိုးနေပါတယ်ဗျနှူတော်နှူသေးတာပေါ့နော်အလုံးကြီးမျိုးတွေကလည်းအခုချိန်မှာအလုံးအားတေးသေးလေးတွေပဲရှိသေးရပေါ့ကျွန်တော်တို့ရှီကအခေါ်တော့ဆင်စားသီးလို့ခေါ်ပါတယ်ဗျဇီးဖြူသီးပေါ့နော်ဆင်စားသီးဆိုတာအခုနှုတ်နေတဲ့မူကတော့ကြက်ဥမူပါဗျဒါလေးလဲစားလို့ရပါတယ်ဗျဒီဂူလေးကတော့ကျွန်တော်တို့ရွာမှာရှိတဲ့ဂူပေါ့နော်ဂူဆိုပေမဲ့အရန်ကြီးအရှိမဟုတ်ပေါ့ဒီဂူအကြောင်းလည်းကျွန်တော်ပြီးမှတက်တက်ထပ်တင်ပြီးမှပဲဗျဂူနေရာကတော့ကျွန်တော်တို့နန်းသေးတွင်းဘက်ဖက်မှာရှိပါတယ်ဗျအိမ်ရောက်ရင်ကျွန်တော်မူတွေကိုဂျူးနဲ့ချက်စားမယ်ဇီးဖြူသီးကိုလည်းကျွန်တော်ပဲပုံနဲ့ထောင်းစားပါမယ်ဗျကျွန်တော်ကစုံရွက်နဲ့မချက်ပဲဒါဂျူးပင်နဲ့ချက်တာပေါ့နော်ဂျူးရွက်နဲ့ဗျမူတွေကိုကျွန်တော်ကြက်သွန်ပြကြက်သွန်ဒီမျိုးသီးဆိုင်ကိုထောင်းပြီးတော့စီတက်ပြီးချက်ပါတယ်ဗျစီတက်ထားတာလေးမွေးလာရင်တော့ကျွန်တော်မူတွေဖြင်ထားတာလေးကိုထည့်လိုက်ပါတယ်ဗျပြီးတော့အဖုံးအုပ်ပြီးခဏတည်ထားလိုက်ပါတယ်ဗျမူတွေနူးလာရင်တော့ကျွန်တော်ဂျူးရွက်လေးကိုထည့်လိုက်ပါတယ်ဗျပြီးတော့စားချုံမုံလူတလူထည့်ပြီးတော့ထပ်အုပ်ပြီးတော့ချက်ထားလိုက်ပါတယ်ဗျအားလုံးပြီးသွားရင်တော့အရန်စားကောင်းတဲ့မူဟင်းတစ်ခွဲရပါပြီဗျဇီးဖြူသီးပဲပုတ်ထောင်းဖို့အတွက်ကျွန်တော်ကတော့ဇီးဖြူသီးပဲပုတ်ကြက်သွန်ဖြူကြက်သွန်နီနဲ့ငရုတ်သီးအကြက်မုံလူပါတယ်ဗျကျွန်တော်ကတော့အားလုံးကိုရောထောင်းလိုက်ပါတယ်ဗျစားချူမိုးလူတလူထဲပါတယ်ဗျစီအနှဲငယ်ထဲပါတယ်ဗျစီးပိန်နေအောင်ထောင်းပြီးသွားရင်တော့အရန်စားကောင်းတဲ့ပဲပုတ်ဇီးဖြူသီးထောင်းဟင်းတစ်ခွဲရပါပြီဗျမိုးတွေကိုကျူးရဲနဲ့ဆက်ဆက်လေးကြော်တဲ့ဇီးဖြူသီးကိုပဲပုတ်နဲ့ထောင်းလာတာလေးကအရန်ကိုထမင်းမှန်တဲ့ဟင်းနှစ်ခွဲရပါတယ်ဗျအားလုံးပဲစားကြပါဦးเนาะကျွန်တော်ကတော့မစားခင်ဝိုင်လေးတစ်ခွက်တော့အရင်တော်လိုက်ပြီးမှထမင်းစားပါတယ်ဗျTikTok YouTube Facebook 3ခုလုံးမှာတည်နေပြီမလို့ကျွန်တော်ကိုအားပေးသွားကြပါအောင်ဗျကျွန်တော်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျcomment မှာတွေရော message ပူထားတာတွေရောကျွန်တော်ရှိလာလဲရှင်တဲ့သူတွေရှိတယ်ပေါ့နော်ပြီးတော့ထဲသွားပြီးတော့ဒီလိုချက်စားတာတွေကိုသူတို့ကသဘောကျတယ်ပေါ့နော်အဲ့ဒါတွေအတွက်ကျွန်တော်တီးတန့်ထပ်ပြီးတော့ပြောပြပါမယ်ဗျဘလော့ရိုက်တာကျွန်တော်ကဝင်ငွေမရှိတဲ့အတွက်ကျွန်တော်ကဥဝီဆွေးပြီးတော့မိသားစုစားဝတ်နေဖြည့်ရှင်းနေရတယ်ဆိုတော့အဲ့လိုမျိုးဒီအဲ့တဲ့ကိုတီးတန့်ကြီးကျွန်တော်အချိန်ပြီးခေါ်ရမှာအတွက်ကျတော့အဆင်မပြေသေးလို့ပေါ့နော်ကျွန်တော်နောက်တစ်နေ့ကျရင်ဒီလိုမျိုးကျွန်တော်ဒီတောထဲသွားတာမျိုးတို့ချက်ပြတာမျိုးတို့ကျွန်တော်တီးတန့်လက်ခံပြီးတော့ကျွန်တော်လုပ်ပြီးဖို့စီစဉ်ထားပါတယ်ဗျအခုတနေ့တော့ကျွန်တော်မလုပ်နိုင်သေးလို့ပေါ့နော်နောက်တစ်နေ့ကျရင်စီစဉ်ထားပါတယ်ဗျကျွန်တော်နဲ့အတူတူတောထဲကိုသွားမယ်ဒီလိုအပင်တွေခူးမယ်အသီးတွေခူးမယ်ပြီးတော့မိုးတွေခူးမယ်ဝါးတွေမြစ်ထိုးမယ်ပြီးအိမ်ပြန်လာမယ်ချက်စားမယ်တိုးထဲမှာလည်းကျွန်တော်တို့အတူတူစားတော့ကြမယ်ပေါ့နော်ဒီလိုမျိုးပျော်ပျော်ပါပါလေးလှုပ်ဖို့အတွက်ကျွန်တော်ဝန်ဆောင်မှုတစ်ခုပုံစံမျိုးနဲ့ကျွန်တော်လှုပ်ဖို့စီစဉ်ထားပါတယ်ဗျအဲ့ဒီခါကျရင်ကျွန်တော်ရှိကိုအချိန်မီလာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကိုလည်းကျွန်တော်ဒီဝန်ဆောင်ခါလေးတွေနည်းနည်းပါးပါးလေးပြီးရင်ကျွန်တော်လည်းမိသားစုပြဿနာအတွက်အဆင်ပြေသွားတဲ့အတွက်ဒီအလုပ်ကိုကျွန်တော်ကအဲ့ဒီတွေခေါ်ပြီးကျွန်တော်လုံနိုင်သွားမယ်လို့ထင်ပါတယ်ဗျအသေးစိတ်ကျွန်တော်နောက်မှထပ်ပြောပါမယ်ဗျကျေးဇူးတင်ပါတယ်